အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကထက်ဆွေလို့ခေါ်ပါတယ်ကျွန်တော်က MIPD Institute ကပါကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ English pattern တစ်ခုဖြစ်ပါတယ် English pattern ကိုဒီဟာကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုလို့ရှိရင်တော့ညင်ရင်ကြီးကြီးနဲ့ကိုတစုံတစ်ယောက်စီကနေခွင့်ပြုချက်တောင်းတဲ့ permission တောင်းတဲ့အခါကျရင်ကျွန်တော်သုံးထားရှိပါတယ်pattern လေးကတော့ will it be possible if ဘေးတာနဲ့ being clause လေးလာတာပေါ့နော်ဆက်ပြီးတော့စကားစုလေးတွေလာတာဖြစ်တယ်if ရဲ့အနောက်မှာအမြဲတမ်း buff one နဲ့ကျွန်တော်တို့စပြီးတော့ sentence စာလေးစထားရှိပါတယ်အဲ့တော့အတိတ်ပဲအပြင်ပြောမယ်ဆိုလို့ရှိရင်တော့ငါဒီလိုလုပ်လိုက်ရင်ဖြစ်နိုင်ပါမလားအဆင်ပြေတယ်မလားအဆင်ပြေလောက်တယ်မလားအဲ့လိုပုံစံမျိုးနဲ့တစ်ဖက်လူစီကနေခွင့်ပြုချက်တောင်းတဲ့အခါကျရင်ကျွန်တော်တို့သုံးလို့ရပါတယ် English daily speaking တွေမှာအသုံးများပါတယ်လေ့လာကြည့်ပါနောက်ပြီးတော့အစားထိုးပြီးတော့ပြောကြည့်ပါအဲ့တော့ပို့ပြီးလေ့လာထားဖို့လိုပါတယ် Let's see some examples The first example is will it be possible if I smoke here တကယ်လို့များကျွန်တော်ဒီနေရာမှာဆက်လက်တောင်းမယ်ဆိုလို့ရှိရင်အဆင်ပြေပါမလားဖြစ်နိုင်ပါမလား Will it be possible if I move this table over there ဒီ table ကိုကျွန်တော်ဟိုဘက်ရွှေ့လိုက်ရင်အဆင်ပြေပါမလား Will it be possible if I sit beside you ဟိုကောင်မလေးတယောက်ဟိုမှာကဒီနားမှာထိုင်နေတယ်သူ့နားမှာကိုလည်းတော့ထိုင်ချင်တယ်ပေါ့နော်ထိုင်ဖို့လိုအပ်တယ်သို့မဟုတ်အဲ့လိုထိုင်တဲ့အခါကျတော့ကမလေးကတက်တောင်တက်တာရှင်အောင်သူ့ကိုသွားမေးတာပေါ့နော် Will it be possible if I sit here beside you အဲ့တော့ Will it be possible ဒါဖြစ်နိုင်မလားပေါ့နော်အဆင်ပြေလားပေါ့ငါဒီနားမှာထိုင်ရင်အဲ့လိုပုံစံမျိုးနဲ့မေးတာ Will it be possible if I submit it by tomorrow မနက်ဖြန်နောက်ဆုံးထားပြီးတော့ကျွန်တော်တင်ပေးမယ်ဆိုရင်ရောအဆင်ပြေပါမလား submit ဆိုတော့ကွာဟို online ကနေ application ရှောက်တာတို့တင်ပေးတာတို့အဲ့လိုမျိုးတစ်ခုခုတင်ပေးတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အဆင်ပြေပါမလား Will it be possible if I install this software in your computer မင်းရဲ့ computer မှာကျွန်တော်ဒီ software ကို install သွင်းလိုက်မယ်ဆိုလို့ရှိရင်ရောအဆင်ပြေနိုင်ပါမလား Will it be possible if I travel outside of Yangon ကျွန်တော်ရန်ကုန်ရဲ့အပြင်ဘက်ကို travel လုပ်မယ်ဆိုလို့ရှိရင်ရောအဆင်ပြေနိုင်မလားအဲ့တော့ this is some example ကျွန်တော်ဥပမာအချုပ်ဟိုပြောတော့တာဖြစ်တယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ဟို daily English conversation တွေဒီ pattern တွေကိုမှတ်သားနိုင်တယ်အလွတ်ချက်ထားနိုင်တယ် pattern format တွေကိုဟိုကိုကတိထားနိုင်တယ်ဆိုလို့ရှိရင်တော့စကားပြောတာကကျရင်လွယ်ကူပြီးတော့အရန်တွတ်တွတ်လတ်လတ်နဲ့ပြောလို့ရပါတယ်ကိုယ့်ဘာကိုနည်းနည်းလေးလာကြည့်ပါအစားထိုးပြီးတော့ပြောကြည့်ပါဒါတွေကအသုံးများတာမို့လို့လေးလာထားဖို့လိုပါတယ် Thank you so much see you next time